မြတ်စွာဘုရားဟောကြားတော်မူတဲ့တရားဒေသနာများကိုနာယူကြည်ညိုမှတ်သားကြမယ်တရားနာယူခြင်းအပြင်မိမိတို့ရဲ့စိတ်ထဲမှာယုံကြည်မှုတတ္တတရားတွေတိုးပွားရတယ်ဘုရားတရားသံဃာယတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးနဲ့ကံရဲ့ကျိုးကိုယုံကြည်တာကိုတရားတရားလို့ခေါ်တယ်အဲ့ဒီတရားတရားကရှေ့ဆက်ပြီးတော့ကောင်းမြတ်တဲ့အလုပ်တွေကိုလုပ်ဖို့အတွက်သူဟာအဓိကကြတဲ့တွန်းအားပေးတဲ့အကြောင်းတရားကြီးတစ်ခုအဲ့ဒီမျက်နှိုးစရာကောင်းတဲ့တရားတရားကိုတရားဒေသနာကိုနာယူကြည်ညိုခြင်းအဖြစ်ရရှိနိုင်တယ်ပေါ့တရားတရားတွေတိုးပွားတာလားဆိုတော့မဟုတ်သေးဘူးအသိဉာဏ်ပညာတရားလည်းတိုးပွားရတယ်တရားနာယူခြင်းအဖြစ်အသိဉာဏ်ပညာဆိုတာဒီနေရာမှာဘာကိုပြောတာတုံးဆိုတော့ကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုသိတာလောကရဲ့အကြောင်းကိုတဘာဝတရားတွေရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိတာကိုအသိဉာဏ်ပညာလို့ပြောတာဘဝရဲ့အကြောင်းလောကရဲ့အကြောင်းကိုအမှန်ကန်သိတဲ့ဉာဏ်ပညာစိတ်နှလုံးကိုအလွန်တရာမှငြိမ်းအေးစေတယ်အလွန်မှလည်းပဲချမ်းသာစေတယ်အသိဉာဏ်ပညာရဲ့စွမ်းရည်တတ္တိဟာအံ့ဩစရာကောင်းအောင်ကြီးမားတယ်လောလောဆယ်လည်းပဲစိတ်ကိုငြိမ်းအေးစေတယ်တတ်တာစေတယ်ချမ်းသာစေတယ်ပြီးရင်သူကလည်းပဲရှေ့ဆက်ပြီးတော့တန်ဖိုးရှိတဲ့လုပ်တွေကိုဘလို့လုပ်မယ်ဘလို့လုပ်တဲ့နဲ့မကောင်းတာတွေကိုမလုပ်တဲ့ဘူးအစရှိတဲ့ဖြင့်ကိုယ့်ရဲ့ဘဝရှေ့ရေးမှာလည်းပဲအတိပ္ပယ်ရှိရှိနေတတ်သွားဖို့အတွက်အများကြီးလမ်းညွှန်ပေးနိုင်တယ်ပညာဆိုတာအဲ့လိုတန်ဖိုးကြီးမားတဲ့ပညာကိုလည်းပဲတရားနာယူခြင်းအဖြစ်ရရှိနိုင်တယ်ပေါ့ဒါလေးကိုဘုန်းဘုန်းတို့တွေကတရားနာယူခြင်းမပြုမီရှေးဖို့မှာစိတ်ထဲကမှန်မှန်ကန်ကန်သိထားတဲ့နဲ့ဆင်ခြင်ထားတဲ့နဲ့တရားနာယူရတဲ့အလုပ်ဟာတရားတရားနဲ့ပညာတရားကိုတိုးပွားစေတယ်တရားတရားကရှေ့ဆက်ပြီးတော့ကောင်းမှုများစွာကိုပြုဖြစ်စေတယ်ပညာတရားကငြိမ်းအေးစေတယ်ချမ်းသာစေတယ်အဲ့လိုတန်ဖိုးရှိတဲ့တရားနဲ့ပညာကိုရဖို့အတွက်ဘုန်းဘုန်းတို့တွေတရားနာယူခြင်းအလုပ်ကိုလုပ်ကြရတယ်ပေါ့နော်အဲ့ဒီကနေ့ဘလို့အကြောင်းအရာလေးကိုပြောဖို့စဉ်းစားထားတော့ဆိုတော့ဘုန်းဘုန်းတို့ရဲ့စိတ်ကိုအလွန်တရာမှထိရောက်အောင်ဆုံးမနိုင်စွမ်းရှိတဲ့ဉာဏ်ပညာအဲ့ဒီဉာဏ်ပညာကိုရဖို့အတွက်အလွန်မှအဓိကကြတဲ့အကြောင်းတရားတစ်ခုကိုဘုန်းဘုန်းတို့မြင်ညာဖို့ဒါလေးကိုပြောခြင်းတယ်အဲ့ဒါကဘာလဲဆိုတော့သိခြင်းတရားကိုစဉ်းစားဆင်ခြင်လို့သိခြင်းကိုသိတဲ့ဉာဏ်ပညာဘုန်းဘုန်းတို့ရဲ့စိတ်ကသိခြင်းတရားကိုမသိဘူးတော့မဟုတ်ဘူးသိတယ်ဒီနေ့သိရလိမ့်မယ်ဆိုတာကိုသိပါတယ်သို့တော်လည်းပဲအဲ့ဒီအသိကကြည်လင်မှုရှင်းလင်းမှုပြတ်သားမှုသိပြီးတော့မရှိသိခြင်းတရားကိုသိတာကိုဘုန်းဘုန်းတို့ကအကျင့်အရေးအတွက်အဖြစ်လည်းပဲနေပါတယ်သိတဲ့အခါမှာလည်းပဲကြည်လင်မှုရှင်းလင်းမှုပြတ်သားမှုလည်းသိပြီးတော့မရှိဘူးသိခြင်းတရားကိုတကယ်ကိုဘုန်းဘုန်းတို့ကျင့်ပါများစွာစဉ်းစားဆင်ခြင်လို့ကိုသိလူတယောက်လို့သိခြင်းတရားနဲ့ပတ်သက်ပြီးတော့လေးလေးနက်နက်သိမယ်ဆိုရင်အဲ့ဒီအသိအဲ့ဒီဉာဏ်ဟာဘုန်းဘုန်းတို့ရဲ့စိတ်ကိုများစွာမှဆုံးမနိုင်စွမ်းရှိတယ်ကိုဘုန်းဘုန်းတို့ဘဝမှာမကောင်းတာတွေလှုပ်ဖြစ်သွားတာတွေကောင်းတာတွေကိုမေ့လျော့နေမိတာတွေဟာများသောအားဖြင့်ကိုယ့်ရဲ့စိတ်ကိုမနိုင်လို့စိတ်ကသူ့သဘောတိုင်သူသွားနေတာဉာဏ်ပညာရဲ့ဆုံးမမှုကိုမခံရဘူးစိတ်ရဲ့ပင်ကိုယ်တဘာဝကဘလို့ရှိတော့မြတ်စွာဘုရားဟောတဲ့ဒေသနာလေးတစ်ခုကိုခြေခံပြီးတော့ပြောမယ်ဗိဒရေထကလျာဏိပပံစိတ်တံနိဝရယေဒန္တံဟိကရောတောပုံညံပပတမေရမတိမနောစိတ်ဆိုတာတဲ့ဒန္တံဟိကရောတောပုံညံကောင်းတာဆိုရင်နှေးကွေးတဲ့သဘောရှိတယ်သိပြီးတော့စိတ်မဝင်စားတဲ့သဘောရှိစိတ်မပါတဲ့သဘောရှိတယ်ဒါစိတ်ရဲ့သဘောကိုကကောင်းတာဆိုလို့ရှိရင်တွန့်ဆုတ်တဲ့သဘောရှိတယ်ကိုယ်စိတ်သူစိတ်ဘသူစိတ်ကိုပြောနေတာမဟုတ်ဘူးစိတ်ရဲ့တဘာဝကိုကဒန္တံဟိကရောတောပုံညာကောင်းမှုမှာနှေးကွေးတဲ့သဘောရှိတယ်ပပတမေရမတိမနောမကောင်းတာကြတော့အလွန်မှပျော်မွေ့နေတတ်တဲ့သဘောရှိတယ်ဒါစိတ်ရဲ့တဘာဝဘုန်းဘုန်းတို့ကစိတ်ကိုဒီတိုင်းပဲထားလိုက်မယ်ဆိုရင်တော့စိတ်က
ကောင်းတာဆိုရင်နှေးတယ်မကောင်းတာဆိုရင်ပျော်တယ်ဒီပုံစံနဲ့သွားတာအဲ့ဒါကိုဘုန်းဘုန်းတို့ကနားလည်ပြီးတော့ကောင်းတာတွေလုံးဖြစ်သွားအောင်မကောင်းတာတွေကိုရှောင်ကျဉ်ဖြစ်သွားအောင်ကျိုးပန်းအထုတ်တဲ့နေရာမှာဒီစိတ်ရဲ့သဘာဝလေးကိုနားလည်ထားရင်အများကြီးဘုန်းဘုန်းတို့ထိရောက်မှုရှိမယ်ပေါ့ဘဝမှာအရေးကြီးဆုံးကအကုသိုလ်မဖြစ်ဖို့နဲ့ကုသိုလ်ဖြစ်ဖို့ကအရေးကြီးဆုံးပါပဲတကယ်ကအဲ့ဒါလိုဘုန်းဘုန်းတို့ပြောလိုက်တဲ့အခါမှာအကုသိုလ်လို့ပြောလိုက်ရင်လေလူတွေကယုံရင်ကြံထန်တဲ့သိတာထင်ရှားတဲ့ကာယကံမှုဝစီကံမှုမြင်သာတဲ့အကုသိုလ်တရားတွေကိုပဲအကုသိုလ်လို့စိတ်ကပြေးပြီးတော့မြင်မိတတ်ကြတယ်ကုသိုလ်လို့ပြောလိုက်ရင်လည်းပဲဘုရားကျောင်းကံသွားတာတော့သိတာထင်ရှားတဲ့ကောင်းမှုတွေပြုနေတာလောက်ကိုပဲကုသိုလ်လို့မြင်မိတတ်ကြတယ်အမှန်ကအကုသိုလ်နဲ့ကုသိုလ်ကိုမြင်တဲ့နေရာမှာအဲ့ဒါလောက်မြင်တာနဲ့ဘယ်လိုမှမပြည့်စုံမြတ်စွာဘုရားကဘယ်လောက်ထိမြင်ပြတော့အကုသိုလ်လို့မှန်မှန်ကန်ကန်ပြောရင်လည်းဆိုရင်និဝရဏတရား၅ပါးကိုအကုသိုလ်လို့ပြောလိုက်တဲ့ကာမကိုတောင့်တတဲ့သဘောမကြည်မနှက်ဖြစ်နေတဲ့သဘောအိတ်ချင်ငိုင်မြည်တဲ့သဘောပြန့်လွင့်တဲ့သဘောနောင်တနဲ့ပူလောင်နေတဲ့သဘောယုံမှားတန်လျာတွေဖြစ်နေတဲ့သဘောဒါတွေကိုမြတ်စွာဘုရားအကုသိုလ်တတ်တရားအစုလို့အဲ့လိုဟောတယ်ကုသိုလ်လို့မှန်မှန်ကန်ကန်ပြောရင်လည်းဆိုလို့ရှိရင်တတိပဋ္ဌာန်တရား၄ပါးကိုကုသိုလ်လို့ပြောလိုက်ပါတတိပဋ္ဌာန်တရား၄ပါးဟာဘာအကုသိုလ်မှမရောရှက်တဲ့တတ်ကုသိုလ်အစုအဝေးအလွန်မှဖြူရှင်းတယ်ပေါ့အဲ့ဒါဘုန်းတို့ဘဝမှာအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့အရေးကြီးဆုံးလို့ပြောတဲ့နေရာမှာအကုသိုလ်ဆိုတာဘယ်လောက်ထိနေကျေတယ်လဲကုသိုလ်ဆိုတာဘယ်လောက်ထိနေကျေတယ်လဲဆိုတာကိုအဲ့လိုအခြေခံကြနားလည်ထားဖို့မလိုဘူးလားလိုတယ်ဟုတ်လားအဲ့ဒီဒေသနာနဲ့စစ်လိုက်မယ်ဆိုရင်ဘုန်းဘုန်းတို့ဘဝမှာအကုသိုလ်ကင်းနေတဲ့အချိန်ဟာအလွန်မှနည်းတယ်ကုသိုလ်ဖြစ်နေတဲ့အချိန်ကလည်းအလွန်မှနည်းတယ်ဟုတ်လားစဉ်းစားကြည့်လိုက်အကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့လို့ပြောတိုင်းဘုန်းဘုန်းတို့တွေကမိမိရောပေါ်ဆာသတိမရှိဘဲနဲ့နေနေတာဟာအကုသိုလ်တရားတွေဖြစ်နေတာလို့နားလည်ဖို့လိုတယ်တတိနဲ့နေမှကုသိုလ်ဖြစ်နေတာလို့နားလည်ဖို့လိုတယ်အဲ့ဒီလိုဒေသနာမျိုးနဲ့စစ်လိုက်မယ်ဆိုရင်ဘုန်းဘုန်းတို့ကအကုသိုလ်အကြီးတွေမဟုတ်အောင်တောင်မှအကုသိုလ်အသေးလေးတွေတော့မဖြစ်နေတော့ဖြစ်နေနော်ဟုတ်လားအဲ့ဒါလောက်ထိလဲတချို့နားလည်ထားကြပါတယ်တချို့လည်းပဲတိတ်ပြီးတော့နားလည်မှုမကျေပြန့်သေးတာလေးရှိနိုင်တာပေါ့အဲ့တော့ဘုန်းဘုန်းတို့ပြောချင်တာလေးကဘဝမှာအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့အရေးကြီးတယ်လို့နားလည်မှုအခြေခံရှိလို့ဘုန်းဘုန်းတို့ကအကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်ကြိုးပမ်းကြမယ်ဆိုတဲ့အခါကာလမျိုးမှာစိတ်ကိုမလုံးနိုင်ဖို့လို့တော့ဆုံးမနိုင်ဖို့လို့တယ်တကယ်ဖြစ်တဲ့နာကကိုတကယ်ဖြစ်ချင်တာကအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့ဖြစ်ချင်တာဟုတ်လားဒါမဲ့စိတ်ရဲ့တဘာဝကအဲ့ဒါနဲ့ဘာဖြစ်နေတော့ဆန့်ကျင်နေတယ်အဲ့ဒီလျှို့ဝှက်ချက်လေးကိုမြင်စေခြင်းတာဟုတ်လားတကယ်ဘုန်းဘုန်းတို့တာဝနာရဲ့အစုံအမအရဖြစ်တဲ့နာကဘာတော့အကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့သို့တော်စိတ်ကြီးရဘလို့ဖြစ်နေတော့အကုသိုလ်မှပြောနေတယ်မကောင်းတာမှပြောနေတယ်ကောင်းတာဆိုရင်နှေးကွေးတဲ့သဘောရှိတယ်ဒါကြောင့်ဘုန်းဘုန်းတို့ရဲ့စိတ်ကိုဘုန်းဘုန်းတို့ဟာဆုံးမနိုင်ဖို့လိုမယ်ပေါ့မင်းပြောနေကြတဲ့မှာမင်းမပြောနဲ့မင်းလေးကွေးတဲ့နေရာမှာမင်းတွတ်တွတ်လွတ်လွတ်လှုပ်လိုက်ပါလို့ကိုယ့်ရဲ့စိတ်ကိုမလုပ်နိုင်ဖို့လိုတော့ဆုံးမနိုင်ဖို့လိုမယ်ဘုန်းဘုန်းတို့တွေကိုယ့်စိတ်ကိုသူများကလာဆုံးမလို့မရဘူးတကယ်တမ်းကတော့သူများကအကျိုးသင်အကြောင်းချင်းပြောတာလောက်ပဲရှိတယ်တကယ်လက်တွေ့ကြတော့သူ့စိတ်ကိုသူပဲဆုံးမရတာသူဆုံးမတယ်ဆိုတဲ့နေရာမှာလဲသူ့မှာဉာဏ်ပညာရှိမှသူဆုံးမနိုင်ပါဉာဏ်ပညာမရှိဘူးဆိုလို့ရှိရင်ဉာဏ်ပညာမရဘူးဆိုလို့ရှိရင်သူများသူ့ကိုဘယ်လောက်ဆုံးမသူသဘောမပေါက်ဘူးနားမလည်ဘူးဆိုရင်ဒီစိတ်ကယဉ်ကျေးမှုမရှိဘူးတကယ်တမ်းစိတ်ကိုဘာနဲ့ဆုံးမတာတော့မင်းပညာနဲ့ဆုံးမရတာပဲပညာမရဘူးဆိုရင်ဒီလူဟာစိတ်ကိုဆုံးမဖို့အတွက်သူ့မှာစိတ်ရဲ့ဆရာမရှိဘူးလို့ဆိုနိုင်တယ်တော့စိတ်မှာအကောင်းဆုံးဆုံးမမယ်စိတ်ရဲ့အကောင်းဆုံးဆရာရှိဖို့လိုမယ်ပေါ့အဲ့ဒီအကောင်းဆုံးဆရာအကြောင်းကိုပြောရင်တာအကောင်းဆုံးစိတ်ကိုဆုံးမနိုင်တဲ့ပညာအကြောင်းကိုပြောရင်တာအဲ့ဒီပညာအဲ့ဒီဆရာကဘာလဲလို့မေးရင်သေခြင်းကိုသိတဲ့ဉာဏ်ရအောင်လုပ်မယ်ဆိုရင်တော့လွယ်တယ်ဒါပေမဲ့မလုပ်တော့မရဘူးပေါ့တော့ဘုန်းဘုန်းတို့သေရလိမ့်မယ်ဆိုတာကိုလူတိုင်းသိပါတယ်တတ္တဝါတိုင်းဟာသေမျိုးတွေတစ်ချိန်မှာသေရမှာဘယ်ချိန်သေရမယ်ဆိုတာတောင်မှသိခွင့်မရှိတဲ့အနေအထားမျိုးနဲ့ဘုန်းဘုန်းတို့သေကြရမှာအဲ့ဒီသေခြင်းတရားကိုဘုန်းဘုန်းတို့ကအေးအေးဆေးဆေးစဉ်းစားရမယ်ဆင်ခြင်ရမယ်ငါဟာသေလူတယောက်ဖြစ်တယ်
ငါဘေးမှာရှိနေတဲ့လူတွေလည်းတေလူတွေပဲဖြစ်နေတဲ့တတ္တဝါတွေအားလုံးဟာတေကြမဲ့တတ္တဝါတွေလို့ဒီအမှန်တရားကိုဘုန်းဘုန်းတို့ဟာစိတ်နဲ့မပြတ်ဘာလုပ်ပေးရမှာတော့တွေ့ပေးရမယ်တေခြင်းဆိုတဲ့အမှန်တရားကိုစိတ်နဲ့တွေ့ပေးရမယ်တွေ့ပေးလို့ရှိရင်ဒီစိတ်မှာဉာဏ်ပညာဆိုတာဖြစ်ပေါ်လာတယ်အဲ့ဒီဉာဏ်ပညာကပဲဒီစိတ်ကိုပြန်ပြီးတော့ဆုံးမလိုက်မယ်အဲ့ဒီကြတော့မှကျွတ်တို့စိတ်ကလေးကတကယ်ရင်ကြီးမှာသူများဘယ်လောက်ပြောမရဘူးဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ရဲ့စိတ်ကိုတကယ်ကိုမကောင်းမှုမှာမမွေ့လေအောင်ကောင်းမှုမှာပြောအောင်တကယ်အလုပ်ဖြစ်အောင်လုပ်ချင်တယ်ဆိုရင်ဘုန်းဘုန်းတို့ရဲ့စိတ်ကိုသိခြင်းကိုသိတဲ့ဉာဏ်ပညာကိုရအောင်လုပ်ပြီးတော့အဲ့ဒီဉာဏ်ပညာရဲ့လက်အောက်မှာရင်ကြည်ကောင်းမွန်လေးရှိအောင်ကြိုးစားရမယ်စိတ်ရဲ့အပေါ်မှာသူ့ကိုဆုံးမမယ်ဘာရှိရမှာတော့သိခြင်းကိုသိတဲ့ဉာဏ်ပညာတတ္တဝါတွေကိုမကောင်းတာကိုမလုပ်ဖို့ကောင်းတာကိုလုပ်ဖို့နောက်ဆုံးတန်တရားဝိဒုက္ခကလွတ်မြောက်ဖို့အကျိုးကျေးဇူးတွေများစွာရှိတဲ့အလုပ်တွေကိုလုပ်ဖြစ်ဖို့မြတ်စွာဘုရားတိုက်တွန်းတဲ့နေရာမှာဒီသိခြင်းကိုပြပြီးတော့ပဲမြတ်စွာဘုရားတိုက်တွန်းအဲ့ဒါဟာအများကြီးအတိတ်ပဲရှိတယ်အလွန်ထင်ရှားတဲ့ဒေသနာလေးတစ်ခုတရားဓမ္မတို့နားထဲမှာရှိပြီးသားပါဣဇေဝကိစ္စမာတဗံကောဇင်ညာမရဏံတုဝေနာဟိနောသင်္ကရံတေနမဟာတေနေနမစ္ဆုနာဒီကနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့ကောင်းမြတ်တဲ့အဲ့ဒီအလုပ်ကိုလှုပ်လိုက်ပါမနေ့ပြန်ကြမှာသိမယ်လို့ဘယ်သူသိနိုင်မလဲဘာလို့လဲဆိုတော့သေခြင်းအကြောင်းတရားတွေအလွန်များတဲ့ဒီခန္ဓာကိုတနည်းအားဖြင့်စစ်တီများစွာရှိတဲ့သေမင်းနဲ့ငါတို့တွေဘယ်ချိန်ကြမှာတွေ့ကြမယ်လို့ချိန်ချက်ထားတာမရှိဘူးဒီဒေသနာကိုကြည့်မယ်ဆိုရင်မြတ်စွာဘုရားကအလွန်မွန်မြတ်တဲ့ဘဝရဲ့အမှန်တရားကိုသိပြီးတော့ဘဝရဲ့ပုံမှာမမောမှုအစဉ်စဉ်ချုပ်ပြီးတော့တကယ်ငြိမ်းအေးမှုချမ်းသာမှုအစစ်ကိုရဖို့အတွက်ဝိပဿနာလို့မဂ်ရင်၈ပါးလို့တတိပဋ္ဌာန်လို့ကိုဘုန်းဘုန်းတို့လုပ်ကြရမှာကိုအဲ့ဒီအလုပ်ကိုလုပ်ဖို့တိုက်တွန်းတဲ့နေရာမှာမြတ်စွာဘုရားဘယ်လိုပြောရတော့အခုပဲလုပ်လိုက်နော်မနေ့ပြန်ကြမှာသေမယ်လို့ဘယ်သူသိနိုင်မလဲဆိုလိုတာဒီနေ့တောင်သေခြင်းသေသွားနိုင်တယ်ပေါ့အခက်မသိရင်ဘာလို့ဒီနေ့တောင်သေခြင်းသေသွားနိုင်တယ်လို့ပြောရလဲဆိုတော့သေခြင်းတရားမှာအကြောင်းတရားတွေများစွာရှိတယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားတင်စားပြီးတော့ပြောတယ်သေမဲမှာစစ်တီများစွာရှိတယ်မဟာသေနေနမစ္ဆုနာမဟာသေနေနဆိုစစ်တီတွေအများကြီးရှိတယ်ဘယ်သူမှတော့မစ္ဆုနာသေမဲမှာမန်သေမဲဆိုတာဒီခန္ဓာကိုယ်ကလွဲလို့တခြားမှာရှိနေတာလဲမဟုတ်ဘူးတခြားအရာလည်းမဟုတ်ဒီခန္ဓာကိုယ်ကြီးကိုယ်ကစပျက်စီးတဲ့လို့တစ်ချိန်ကျတော့သူ့ကိုယ်သူတတ်မှဖြစ်လို့မဟုတ်သူကိုယ်တိုင်ကသေမဲမယ်သူကိုယ်တိုင်ကတတ်တဲ့သူကိုယ်တိုင်ကအသက်ခံရတဲ့အရာဒါကြောင့်သူ့ကိုပဲသေမင်းလို့ပြောတာတော့ပြောရင်ကဒီခန္ဓာကိုယ်ဟာသေเสียအကြောင်းတရားတွေအလွန်များတယ်ကိုမသိနိုင်တဲ့အကြောင်းတရားတွေလည်းအများကြီးရှိတယ်သေเสียအကြောင်းတရားအလွန်များတဲ့ခန္ဓာကိုယ်ပဲတင်စားပြီးတော့ပြောတာများစွာသောစစ်တီရှိသောသေမင်းနဲ့အဲ့ဒီသေမင်းနဲ့ဘယ်ချိန်တွေ့မယ်ဆိုတော့ကျွန်တော်မသိနိုင်ဘူးတဲ့အဲ့တော့အဲ့ဒီဒေသနာကိုကြည့်မယ်ဆိုရင်မြတ်စွာဘုရားကတန်ဖိုးရှိတဲ့လုပ်ကိုလုပ်ဖြစ်ဖို့เนาะဒီစိတ်ကိုဘုံဘုံတို့နောက်ဆုံးမတဲ့နေရာမှာဒီစိတ်ကိုတွန်းအားပေးတဲ့နေရာမှာဘာလို့ပြပြီးတော့မြတ်စွာဘုရားတွန်းအားပေးတာတော့သေခြင်းကိုပြပြီးတော့တွန်းအားပေးတာဒါကြောင့်ကိုယ်စိတ်ကိုတကယ်လိမ္မာခြင်းနဲ့တကယ်အဓိပ္ပာယ်ရှိတဲ့အလုပ်ကိုလုံးမိစေခြင်းနဲ့ဆိုရင်သေခြင်းကိုစဉ်းစားအဲ့ဒါအလွန်ကောင်းတဲ့နိလန်းပဲနောက်ထပ်ဒေသနာတစ်ခုရှိသေးတယ်ကောင်းတဲ့ပေါ်တာတွေပြောလိုက်အောင်နော်သေခြင်းကိုပြပြီးတော့မြတ်စွာဘုရားတိုက်တွန်းတာဥဒ္ဓထနိတိရထဒံလံသိက္ခထတန်တိယမာဝပမတ္ထိဝိညာယမစ္ဆုရာဇာအမောဟိထဝတနုခေထကြကုန်လို့ထိုင်ကြကုန်လို့မအိမ်မနေကြိုးစားစေချင်တာပေါ့မြတ်စွာဘုရားဒံလံသိက္ခထတန်တိယစိတ်နှလုံးလေးငြိမ်းအေးဖို့အတွက်ဆွေသွေမြဲမြဲလေ့ကျင့်ကြကုန်လို့အဲ့လိုတိုက်တွန်းတဲ့နေရာမှာဘာလို့ပြပြီးတော့တိုက်တွန်းတော့ဆိုတော့သိခြင်းကိုပြပြီးတော့ပဲတိုက်တွန်းတယ်မာဝပမတ္ထိဝိညာယမစ္ဆုရာဇာအမောဟိထဝတနုခေဒီမှာလဲတင်စားပြီးတော့ပြောတာသေမင်းကြီးကတဲ့ကိုမေ့နေတာကိုတနေရာကနေကြည့်ပြီးတော့တိပြီးတော့မင်းတော့မေ့နေနဲ့အောင်ငါနဲ့တွေ့တော့မှမင်းကိုငါကောင်းကောင်းနှိပ်စက်ပစ်လိုက်မယ်ဆိုတဲ့သဘောမျိုးနဲ့သေခြင်းတရားကြီးနဲ့တွေ့တဲ့အခါမှာမစင်းရဲပါစေနဲ့တွေ့ဝေမသေးပါစေနဲ့တဲ့ဆိုလိုတာကလှုပ်ထားကြသေတဲ့အခါကျမှအစင်မပြေမဖြစ်စေနဲ့သေခြင်းတရားနဲ့တွေ့တော့မှခြေမကင်မိလက်မကင်မိဘာမှမလှုပ်တဲ့မကင်တဲ့သွေးယူသွေးတန်းနဲ့ကြုံရစိတ်တွေနဲ့ကြုံရရလက်တွေကိုဆက်သွားမှာနော်ဟုတ်လားကြုံရစိတ်နဲ့သိရင်တော့ကြုံရဘဝရောက်သွားမှာပဲဟုတ်လားအခုမြတ်စွာဘုရားအဲ့ဒါကိုထောက်ပြတာတော့သိခြင်းတရားဆိုတာကစိတ်ထဲက
ချမ်းချမ်းသာသာပြည့်ပြည့်လဲလဲစိတ်ကလေးနဲ့ရင်ဆိုင်နိုင်ဖို့နော်လွယ်ကူတဲ့အရာတစ်ခုမဟုတ်ဘူးနော်သိချင်းတရားနဲ့တွေ့ရင်ဘုန်းဘုန်းတို့စိတ်တွေကတာမန်ပုဂ္ဂိုလ်တွေရဲ့စိတ်တွေကဘာဖြစ်သွားကြမှာပဲများတော့ဖောက်ပြန်သွားကြမှာပဲတုန်လှုပ်သွားကြမှာပဲများတယ်ပုံမှန်အတိုင်းလေးရှိမှာမဟုတ်ဘူးအထူးသဖြင့်တော့လက်မခံနိုင်မှုဒေါသပြဋ္ဌာန်းတဲ့စိတ်နဲ့သိချင်းတရားကိုတတ္တဝါတွေကရင်ဆိုင်ကြတာများပါလေဟုတ်လားဒေါသနဲ့ပဲတေကြရတာများပါလေဘာဖြစ်လို့တော့ဒါကိုနားလေအောင်မလုပ်ခဲ့တဲ့အတွက်ကြောင့်တကယ်တွေ့လာတဲ့အခါမှာသူဒါကိုလက်မခံနိုင်ဘူးတဘာဝတရားကိုလက်ခံတာလက်မခံတာဘာမှငဲ့ကွက်တဲ့သဘောလည်းမရှိဘူးအာနာတဲ့သဘောလည်းမရှိဘူးတေချင်းကြရင်တစ်စက္ကန့်တောင်စောင့်ဆိုင်မှာမဟုတ်တေသွားမှာပဲဟုတ်တယ်မဟုတ်လားဒါပေမဲ့ကျွတ်တို့စိတ်ကအဲ့ဒါကိုဘာလုပ်နေတာတော့ညှင်းဆန်နေတယ်တော့တဘာဝပြက်မယ်လို့လုပ်တယ်ကိုကဒါကိုမပြက်ချင်သေးဘူးတဘာဝနဲ့ကိုနဲ့ဘာလုပ်ကြတာတော့ဆန့်ကျင်ဘက်ပြုတ်ကြတာပေါ့ကိုပဲနာမယ်နော်ဟုတ်လားအဲ့ဒါမနာရအောင်စောရရစဘာလုပ်ထားဖို့လို့တော့သိချင်းတရားကြောင့်ကိုနားလည်ထားဖို့လိုတယ်သူတော်ကောင်းတရားကိုသိအောင်လုပ်ထားဖို့လိုတယ်အဲ့တော့ပြောနေတာကအဲ့ဒီဒေသနာမှာလည်းမြတ်စွာဘုရားကောင်းတာကိုမအိပ်မနေလုပ်ဖို့အတွက်ဘာကိုပြပြီးတော့တိုက်တွန်းတာကိုတွေ့ရတော့သိချင်းကိုပြပြီးတော့တိုက်တွန်းတော့နောက်စောစောကဒေသနာကပဲအချင်းပြည့်မယ်မှမသိဘူးနေရာတုန်းလေးကောင်းတာလေးကိုလှုပ်ထားလိုက်နောက်ဒေသနာကျတော့ဘယ်လိုပြောတော့သိချင်းတရားနဲ့တွေ့လာရင်ဒီတိုင်းဆိုရင်မင်းတို့အဆင်မပြေသေးဘူးအဲ့ဒီကြတော့မှကိုယ်ကာယမဖြစ်အောင်ခုလေးကဆက်ပြီးတော့နားလေအောင်လှုပ်ထားလို့ပြောတာဟုတ်လားအဲ့တော့ဘုန်းတို့ဒီသိချင်းကိုစဉ်းစားလို့ရှိရင်အလိုလိုဉာဏ်ကပွင့်ပါတယ်ဘလို့ပွင့်တော့ဆိုတော့သိချင်းကိုလက်ခံနိုင်တဲ့အဆင့်ရှိလားလက်မခံနိုင်တဲ့အဆင့်ရှိလားဆိုတာကိုလည်းသိနိုင်တယ်များသောအားဖြင့်လက်မခံနိုင်တဲ့အဆင့်နဲ့သွားတာအဲ့တော့လက်မခံနိုင်တာကိုလက်မခံနိုင်သေးဘူးလို့သိတဲ့အခါမှာဘာလို့မှတော့ကိုကလက်ခံနိုင်အောင်ကြိုးစားငါကြိုးစားမှရမယ်ဒီသိချင်းတရားကိုလက်ခံနိုင်တဲ့ပြည့်လဲလက်ခံနိုင်တဲ့ဉာဏ်ပညာကိုရအောင်ငါကြိုးစားမှရမယ်အမှန်လက်ခံနိုင်တယ်ဆိုတာခန္တီသဘောပဲသိခံတဲ့သဘောပဲအဲ့ဒီခန္တီသိခံတဲ့သဘောလက်ခံတယ်ဆိုတာသူရှိရနားလည်မှုဆိုတဲ့ဉာဏ်ပညာရှိထားမှသိခံမှုကလာမှာနော်နားလည်မှုကဘာတော့ဉာဏ်ပညာကိုပြောတာနော်ဉာဏ်ပညာဆိုတာဘာတော့အမှန်သိတာပဲကျုပ်တို့ကဒီလောက်ရိုးရှင်းတဲ့အမှန်တရားကိုမသိဘူးနော်သိချင်းတရားကိုတကယ်မသိဘူးရဲ့ဟုတ်လားအဲ့တော့သိချင်းတရားကိုစဉ်းစားရင်သိချင်းတရားကိုတကယ်မသိသေးဘူးသိချင်းတရားကိုသိတဲ့ဘိုင်းအားနေတယ်ဆိုတာကိုလည်းသိနိုင်လိမ့်မယ်အဲ့ဒီအလုတ်ကပဲအရာရာကိုရှင်းသွားလိမ့်မယ်အဲ့ဒါသိချင်းတရားကိုထပ်ခါသာစဉ်းစားဟုတ်လားနော်သိချင်းတရားဆိုတာကနော်အစဉ်ပြေပြေဖြတ်တန်းဖို့လွယ်ကူတဲ့အရာတစ်ခုမဟုတ်ဘူးနောက်ထပ်ဘုံဘုံခေါင်းထဲမှာပေါ်လာတာလေးတစ်ခုနော်အဲ့ဒါကတော့ဒီပြည့်စေကဗုဒ္ဓအရှင်မြတ်ဟောခဲ့တဲ့အကြောင်းအရာတစ်ခုကိုမြတ်စွာဘုရားပြန်ပြီးတော့ဟောပြတာအဲ့ဒီမှာလည်းပဲနော်ကောင်းတာကိုလုံးဖြစ်ဖို့အတွက်နော်အဓိပ္ပာယ်ရှိတဲ့အလုပ်ကိုလုံးဖြစ်ဖို့အတွက်ဘာကိုပြပြီးတော့တိုက်တွန်းတာတွေ့ရအောင်ဆိုသေခြင်းကိုပြပြီးတော့တိုက်တွန်းတာတွေ့ရတယ်အဲ့ဒီမှာတော့သူကဥပမာလေးနဲ့ပြောတယ်တော်တော်ကောင်းတယ်အဲ့ဒီဥပမာလေးကဇတ်တော်တစ်ပုဒ်ထဲမှာဘုံဘုံတို့တွေ့ရတယ်ပေါ့ဇတ်တော်ဟောရတဲ့အကြောင်းကတော့သူကနော်မြတ်သောတောထွက်ခြင်းကိုအကြောင်းပြုပြီးတော့ဟောတာမြတ်စွာဘုရားဆွန့်လွတ်တော်မူနိုင်တဲ့အစွမ်းတတ္တိကိုယဟန်တွေချီးကျူးကြလို့မြတ်စွာဘုရားငကိုယ်တော်ကလည်းဆွန့်လွတ်နိုင်ခဲ့ဘူးလေဆိုပြီးတော့ဟောတာတောနကဇတ်တဲ့အဲ့ဒီဇတ်တော်ထဲမှာဘုန်းဘုန်းတို့ဘုရားလောင်းကဘယင့်သားဖြစ်တယ်သူ့မှာအလွန်ရင်းနှီးတဲ့ပရောဟိယတာသူ့တငယ်ချင်းတယောက်ရှိတယ်ဘုရားလောင်းရဲ့နာမည်ကအရိဏမမင်းသားသူ့တငယ်ချင်းရဲ့နာမည်ကတောနကဟုတ်လားအဲ့ဒါနည်းနည်းလေးပညာသင်ရမယ့်အရွယ်ရောက်တဲ့အခါကျတော့ပညာကိုထိထိရောက်ရောက်သင်နိုင်ဖို့အတွက်ဆိုပြီးတော့တက္ကသိုလ်ပြည်ကိုပညာသင်လွှတ်လိုက်တယ်သူတို့တကယ်ချင်းနှစ်ယောက်အဲ့ဒါပညာစုံတဲ့အချိန်မှာပြန်လာကြတော့လမ်းမှာနော်မြို့တစ်မြို့ကိုသူတို့ဝင်ကြတဲ့အခါမှာနော်ကံကြမ္မာအလှည့်ပြောင်းကအဲ့ဒီမြို့ကနော်ရှင်ဘုရင်သေသွားတာ9ရက်ရှိပြီနော်သားတော်သမီးကမရှိဘူးအဲ့ဒီလိုအခြေအနေမျိုးသူတို့သိလားမသိပါဘူးအဲ့ဒါသူတို့ကြုံလို့ဝင်သွားတာအဲ့ဒါနဲ့ချမ်းသာတဲ့အိတ်တရင်ကနော်သူတို့ပုံတွေကိုကြည့်ပြီးတော့သူတို့ကိုခေါ်ပြီးတော့ထမင်းကျွေးတာအဲ့လိုထမင်းကျွေးတဲ့အခါကျတော့နော်ဘုရားလောင်းဖို့ခင်းပေးတဲ့အခင်းလေးဟာအဝတ်ဖြူလေးခင်းပေးတယ်ပရောဟိတသောနကအတွက်ခင်းပေးတာလေးကတော့အဝတ်နီလေးခင်းပေးတယ်အဲ့တော့သောနကသင်လာတဲ့ပညာရသူသိတယ်ဒီနေ့ငါရဲ့အရှင်သခင်ဘယင်ဖြစ်မှာသူဘယင်ဖြစ်ရင်ငါ့ကိုစစ်သူကြီးယာတို့ပေးမှာသူကစဉ်းစားနေပြီသူပညာကိုလည်းယုံကြည်တယ်သူကစဉ်းစားနေတယ်ဘာစဉ်းစားအောင်ဆိုငါစစ်သူကြီးဖြစ်မယ်ဆိုရင်တော့ဒီအခြေအနေကို तू ရကျင်လားဆို तू ကမရကျင်ဘူး तू ကပါရမီပါလာတဲ့ပုဂ္ဂိုလ်အဲ့ဒီပရောဟိတ
ဘုရားလောင်းရဲ့တငယ်ချင်းကတော့ပြည့်စေကဗုဒ္ဓဖြစ်တော့မှသူကပွင့်လူဇဲဇဲလေးနော်ကြာပန်းလေးငုံနေတယ်ခဏနေအောင်တွေ့တာနဲ့ပွင့်မှသူကဒါသည်ဘုသူရင်ထဲမှာနော်ဘလောက်ထိရင့်ကျက်နေတယ်ဆိုတာဘယ်သူမှသိနိုင်တဲ့ကိစ္စမဟုတ်ဘူးနော်အဲ့ဒါနဲ့သူတို့စားတော့ပြီးတော့ဘင်းရဲ့ဥယျာဉ်နဲ့သူတို့ရောက်သွားကြအဲ့ဒါဥယျာဉ်ထဲမှာအိတ်ကြတာပေါ့အဲ့မှာကြောက်ဖြာကြီးပေါ့ဘုရားလောင်းအိတ်အဲ့မကြောက်ဘူးဖုတ်သွင်းရထိုင်စိုက်တယ်တဲ့နော်မင်းလောင်းရှာဖို့အတွက်မောင်းသူမဲ့ဖုတ်သွင်းရထားမြင်းရထားလွတ်တယ်သူတို့အစီမံတယ်သူတို့ခေတ်ကသူတို့ရဲ့ယဉ်ကျေးမှုပေါ့နော်အဲ့လိုတော့အဲ့ဒီယထာကတကယ်ဆက်ဆိုင်မြိုင်မြိုင်ဘုရားလောင်းအိတ်နေတဲ့ကြောက်ဖြာရှေ့လာရက်တယ်အဲ့ဒါနဲ့အကုန်လုံးဒီမင်းသားလေးကိုကြည့်ကြတော့ဒါအများကြီးအုပ်ချုပ်နိုင်စွမ်းရှိတဲ့အစွမ်းရှိတဲ့လူဆိုသူတို့ဝမ်းမြောက်ဝမ်းသာအဘိဓိတ်သွန်းပြီးတော့တခါတည်းခေါ်တော့ရအဲ့ဒါဘုရားလောင်းကသူ့ရဲ့တငယ်ချင်းသောနကကိုလုံးဝမေ့ဟိုကဖုတ်သွင်းယထာအတန်လာတဲ့အတန်စုစုညံ့ညံ့ကြားတဲ့အစားခြုံမှုတစ်ခုထဲမှာဝင်ပြီးတော့ပုံနေဘလောဟိတခြုံလေးကနေကြည်နေတယ်ပင့်သွားကြပြီပါသွားပြီဘယင်ဖြစ်နေပါသွားပြီလက်စည်းစိမ်ကအလွန်ကြီးတဲ့အတွက်ကြောင့်ဘလောက်မေ့နေလို့ဆိုနှစ်ပေါင်း40လောက်မေ့တရက်မှမှတ်မရဒီသောနကနော်အဲသောနကကသူကအကုန်လုံးသွားကြပြီဆိုတော့မှအဲ့ဒီကြောက်ဖြာကြီးကိုတက်ထိုင်ပြီးတော့သူကဒါတွေကိုမျက်နှိုးတဲ့လူမဟုတ်သူ့ရဲ့နော်ပင်ကိုစိတ်အည်သူရဲ့အရင်မြင်မာခဲ့တဲ့အခါကျတော့အဲ့ဒီမှာသူကရှောက်ကြည့်ရင်းနဲ့ဒီတိရွက်တွေကြွေကြနေတာတွေဥယျာဉ်ထဲမှာဒီတိရွက်ကြွေကြတဲ့ကိစ္စလူလောကကြီးနဲ့အလွန်မှတူတာ哦အဲ့ဒါကိုကြည့်ပြီးတော့သူကဉာဏ်အမြင်အလင်းတက်ကိုရပြည့်စေကဗောဓိဉာဏ်ရပြည့်စေကဗုဒ္ဓဖြစ်တယ်တိရွက်လေးတွေနုနုလေးတွေထွက်လာတယ်တဖြည်းဖြည်းနဲ့ရင်လာတယ်ရောလာတယ်ဝါတယ်ကြွေတယ်မျိုးသားဖြစ်သွားတယ်ဒါပုံမှန်သွားနေတာနော်ဒီမှာတိရွက်တွေကြည့်လိုက်ဒီလူတွေလည်းဘာမှမထူးဘူးပေါ့နော်ဒီဖြစ်နေတဲ့သဘာဝတရားတွေဟာဒုက္ခသစ္စာလွယ်လို့ဘာမှမဟုတ်ဘူးဆိုတာကိုသူတကယ်နားလည်သွားတာပါသစ္စာ၄ပါးသိတာပါပဲပြည့်စေကဗောဓိဉာဏ်ရတယ်ဆိုတာသစ္စာ၄ပါးသိတာပါဘဝရဲ့မကောင်းတဲ့သဘာဝကိုတကယ်မြင်သွားတော့ဘဝရဲ့ပုံမှာမမုန်းမှုကင်းသွားတာပါပဲကလေးတွေနားလည်အောင်ပြောရရင်လူရင်းအဲ့ဒါပဲမမောနေလို့ဒုက္ခတွေကဆက်ဆက်ဖြစ်နေတာမမောနေလို့ဆင်းရဲမှုတွေကဘုန်းဘုန်းတို့မှာဖြစ်နေရတာအဲ့ဒီမမောမှုချုပ်သွားရင်ဆင်းရဲကချုပ်သွားတာအဲ့ဒီမမောမှုကလည်းမကောင်းတာကိုမကောင်းမှုလို့မြင်မှမမောမှုကချုပ်မှာဟုတ်လားအဲ့ပြည့်စေကဗုဒ္ဓဖြစ်သွားပြီဆိုတော့နန္ဒမူလိုက်ကိုကြွသွားဒါသူတငယ်ချင်းကိုသူမကြအမှတ်ရတယ်ငါသွားပြောခြင်းနဲ့သူသိတဲ့တရားတွေဒါပေမဲ့ဟိုကသူ့ကိုလုံးဝမေ့နေတယ်ဟိုမှာသားတွေသမီးတွေနဲ့အလုရှုပ်နေတယ်ပေါ့နန်းတော်မှာမသွားဘူးအဲ့ဒါနှစ်40လောက်ရောက်တော့ဘုရင်ကြီးကအမှတ်ရတယ်ဟာငါတငယ်ချင်းတစ်ယောက်ရှိသေးတယ်ဘယ်ရောက်သွားလဲဘာမှ तू မသိဘူးအဲ့ဒါနဲ့သူ့ရင်ထဲကထွက်လာတဲ့စကားပေါ့ငါတော့အလွန်အဆင်ပြေတယ်ငါတငယ်ချင်းသောနကအဆင်ပြေလားမသိဘူးဘယ်မှရောက်နေလဲမသိဘူးအဲ့ဒီအတန်အဲ့ဒီညီးတဲ့အတန်တောင့်တတဲ့အတန်ကတချင်းတစ်ပုတ်လို့ဘုရင်ကြီးကအမြဲတမ်းရွတ်ဆိုတော့အဲ့ဒါတွေကဒီတိုင်းပြည်မှာတချင်းတစ်ပုတ်အနေနဲ့နှံ့နေတယ်ဟုတ်လားငါအဆင်ပြေတယ်သောနကဘယ်ရောက်နေလဲမသိဘူးအဆင်ပြေလားမသိဘူးဘူးမှမသိဘူးသူ့မှာသောနကတငယ်ချင်းရှိတယ်လို့မသိဘူးနော်အဲ့ဒါနဲ့နှစ်90လောက်နေတဲ့အခါကျတော့သောနကပြည့်စေကဗုဒ္ဓအရှင်မြတ်ကကြွလာတယ်ဟိုမှာလည်းနည်းနည်းအိုးနေပြီသူ့ကိုတိတဲ့တရားလေးတွေလာပြောမလို့အဲ့လိုပြောတဲ့နေရာမှာဘာလို့ပြပြီးတော့ပြောမှလဲဆိုတာပြောရင်လို့ဒီဇက်တော်လေးကိုပြောပြတာဟုတ်လားအဲ့ဒါနဲ့ဥယျာဉ်နဲ့လာထိုင်တော့ထင်းခွေတဲ့ကလေးတယောက်ကဆိုတော့ဘယင်နှစ်သက်တဲ့တခြင်းဆိုတာပေါ့ငါတော့အရှင်ပြည်တယ်သောနကတော့ဘယ်ရောက်နေလဲမသိဘူးသောနကကိုတွေ့တယ်လို့ကြားတယ်လို့တရားပေးမယ်မြင်ခဲ့တဲ့လူကို1000ပေးမယ်ဟာအဲ့ဒါနဲ့အဲ့ဒီကလေးကဆိုတော့ပြည့်စေကဗုဒ္ဓအရှင်မြတ်ကခေါ်ပြီးတော့မင်းဘယင်ကြီးကိုအခုငါတင်တဲ့အတိုင်းသွားပြောမင်းတော့ဆုလက်တွေရတော့မှာသောနကငါပဲပေါ့အဲ့ဒါနဲ့တူပြောကြပါစို့ဘယင်ကြီးတွေရောက်တော့ဘယင်ကြီးကမေးတော့အကုန်ပြောတော့အဲ့ဒီမှာဘယင်ကအချမ်းရံနေနဲ့သောနကပြည့်စေကဗုဒ္ဓအရှင်မြတ်ကြီးကိုရောက်လာအဲ့လိုရောက်လာတဲ့အချိန်မှာတူပြောကြပါစို့သူ့ကိုတရားဟောတယ်ဘယ်ကနေစဟောတော့ဆိုတော့နော်ယတိယဟန်တို့ရဲ့ချမ်းသာခြင်း10မျိုးဆိုတာဟောတယ်လူသားတွေမှာပူလောင်တယ်လူသားတွေရဲ့ပူလောင်မှုမျိုးယတိယဟန်တွေမှာမရှိဘူးပေါ့နော်ဘာကြီးတွေဘလို့ဖြစ်နေလို့မှသူတို့မှာပူစရာမရှိတဲ့အကြောင်းလေးတွေအဲ့ဒီမှာ10မျိုးပြောတယ်ပုံမှန်ပြောရင်ဒါကအဲ့ဒီအကြောင်းအရာမဟုတ်ပါဘူးအဲ့ဒါကိုပြောတဲ့အခါကျတော့ဘုရင်ကြီးကအရှင်ဘုရားဘလောက်ဟောတပည့်တော်ကတန်ရောစင်တွေများလွန်းတယ်စီးသိမ်ကြီးလွန်းတယ်ဒါတွေကိုသူမစွန့်နိုင်ဘူး
နော်သူမစွန့်နိုင်ဘူးအဲ့လိုမစွန့်နိုင်ဘူးလို့ပြောတဲ့ချိန်မှာဥပမာလေးနဲ့တရားဟောတယ်တဲ့ဒါဟောပြီးခဲ့တဲ့တရားစကားတော့ဘုံဘုံဟောတာလိုင်းမော်တောင်ရောက်နေတယ်ကြီးအုံနှောက်နဲ့လူဆိုတဲ့ခေါင်းစဉ်လေးနဲ့ရှားပြီးတော့နားထောင်ကြည့်အဲ့ဒါသူကဘာပြောတာလဲဆိုတော့သူကြီးတကောင်ကဂင်္ဂါမြစ်ရေကျော်မှာမျောနေတယ်ဆင်သေးကောင်ကြီးကိုမြင်တယ်အဲ့ဒါမြင်တဲ့အခါကျတော့အဲ့ဒီဆင်သေးကောင်ကိုသူတက်နားတယ်နားပြီးတော့သူစားလို့ရှိရင်ဆင်သေးကိုစားမယ်ရေစားလို့ရှိရင်ဂင်္ဂါရေကိုတောက်မယ်စီးတရားရင်ကလည်းညိမ့်နဲ့ကောင်းလိုက်တာရှုခင်းကြည့်ပြီးတော့သွားတာဟုတ်လားဒီဆင်သေးကောင်ဘုတ်ကဘယ်ကိုဥတည်ပြီးတော့မျောနေတာလဲသမုဒ္ဒရာစီကိုဥတည်ပြီးတော့မျောနေတာဟုတ်လားဒီဥမာရမ်းကောင်းတယ်သေချာလေးခံစားသိခြင်းနဲ့ဘုံကဟုတ်လားမျောနေတယ်သမုဒ္ဒရာစီကိုဥတည်ပြီးတော့မျောနေတယ်သမုဒ္ဒရာဆိုတာကြီးရဲ့ထောက်ရတီရရှိတဲ့နေရာမျိုးမဟုတ်ဘူးအဲ့ဒါ तू မျောနေတယ်ဘာတော့ဆင်သေးလေးစားဆင်သားစားရင်ခင်ကားရေတောက်ရင်နဲ့မျောနေတယ်သူကျင်လေကျက်စားနိုင်တဲ့သူ့ထောက်ရတီရရှိတဲ့ဘေးတစ်ဖက်တစ်ချက်မှာတရိပ်ရိပ်ကြံခဲ့တဲ့တစ်တော်မြင်ကွင်းအဲ့ဒါတွေကို तू ပြန်ရကောင်းမှမသိဟုတ်လားတကယ်လို့လား तू ဟာဘေးကမ်းပေါ်ကိုပြန်ပြီးတော့နားပဲဆိုလို့ရှိရင်သမုဒ္ဒရာထဲရောက်ပြီးတော့ဒုက္ခဖြစ်เสียအကြောင်းမရှိဘူးပေါ့သို့တော် तू အဲ့ဒါကိုပြန်တန်းခဲ့ရကောင်းမှမသိဘူးသူ့အတွက်အလွန်မှကိုဘာဖြစ်နေလဲအစင်ပြေးနေတယ်ပေါ့နော်စီးရရင်လည်းညိတ်နေစားရသားလည်းကောင်းတယ်တောက်เสียရည်ကလည်းချို့တယ်ဟာအလွန်ကောင်းတယ်အနေထားဟုတ်လားဒါပေမဲ့အဲ့ဒီအနေထားဘယ်ကိုဥတည်နေတာတော့သမုဒ္ဒရာစီဥတည်နေတာဒါဘုံမြင်ဖို့လိုတယ်ဘုံတို့ဘဝကလည်းပဲသေခြင်းစီကိုဥတည်နေတာသမုဒ္ဒရာဆိုတာသေခြင်းပဲတကယ်ကဟုတ်လားအဲ့ဒီသေခြင်းနဲ့မတွေ့ခင်မှာဘေးကန်းတစ်ဖက်မှာပေါက်ရောက်နေတယ်ကိုယ့်ရဲ့ထောက်ရတီရာဖြစ်တဲ့တစ်တော်စီကိုဟာပြန်တန်းပြီးတော့နေသင့်တယ်ဟုတ်လားသို့တော်ဘုံတို့ကအဲ့ဒါကိုမလုံးမိဘူးဒီတိုင်းပဲစီးလိုက်သွားတယ်တချို့လည်းပဲရိမ့်မိတယ်ပေါ့သမုဒ္ဒရာတော့ရောက်တော့မယ်နည်းနည်းပဲလိုတော့တယ်ဟုတ်လားတချို့ကြတော့လည်းပဲအကုန်လုံးကိုမေ့နေတယ်ကိုယ့်အကိုဘယ်ကိုခီးကိုဘယ်သွားလို့သွားနေမှကိုမသိပါဘူးတတ္တဝါအများစုကတော့မသိကြတာပဲများပါတယ်နော်ကိုခီးကိုဘယ်သွားလို့သွားနေမှမသိပါဘူးနော်အန္တဘုဒ္ဓယံလောကောတနုကိဋ္ဌဝိပတ္တိတကုနောဇာလမုဒ္ဒောဝအဘောဓကာယကိစ္စတိနော်လူသားတွေဟာအကန့်တဖွယ်အများစုဟာအကန့်တဖွယ်ပဲအနေငယ်များသောတတ္တဝါတွေသာမြင်တာမုဆိုးရဲ့ပိုက်ကွန်ထဲမှာမိထားတဲ့ငှက်တွေပြန်လွတ်တဲ့ငှက်ဆိုတာအလွန်နည်းတယ်အဲ့ဒါလိုပဲနိဗ္ဗာန်ရကြတဲ့နတ်ပြည်ရောက်ကြတဲ့ကောင်းရာကိုရောက်ကြတဲ့နောက်ဆုံးဘဝကလွတ်မြောက်သွားတဲ့တတ္တဝါဆိုတာအလွန်မှနည်းတယ်လူတွေကပါတယ်တော့အကန့်တဖွယ်ပဲများနော်မြင်တဲ့လူဆိုတာနည်းနည်းလေးဒါမြတ်စွာဘုရားမြင်ပြခဲ့တာလွတ်မြောက်တဲ့လူဆိုတာတကယ်မှနည်းနည်းလေးမုဆိုးပိုက်ကွန်တွေကပြန်လွတ်တဲ့ငှက်မရှိသလောက်နည်းပါတယ်ဟုတ်လားအခုလည်းပါတော့စင်သေးစီးပြီးတော့လိုက်နေကြတယ်ပေါ့အဲ့ဒါကိုအခြေတဝင်ပြောတာအဲ့ဒီပြည့်စေကဗုဒ္ဓရှင်မြတ်ကသူဟာကန်းတစ်ဖက်ကိုပြန်တန်းခဲ့ရကောင်းမှမသိခဲ့ဘူးပေါ့နော်တအီနဲ့အဲ့ဒါလိုနဲ့သမုဒ္ဒရာကိုရောက်သမုဒ္ဒရာရောက်တဲ့အခါကျတော့လှိုင်းနေဝဲတွေကရိုက်စင်သေးရလဲစီးလာတာကြာပြီးသေတာလဲကြာပြီးဆိုတော့အကုန်လုံးပုတ်ပွားပြီးတော့တချို့အကောင်တွေလည်းပြက်ကုန်ပြီသူ့နားရခိုးရမရှိတော့ဘူးအဲ့ဒီချိန်မှာလှိုင်းနေတွေရိုက်တော့ဒီကြီးဟာတောင်ရက်ကိုပြန်ကြည့်တယ်သူ့အတွက်ထောက်ရတရားနားခိုးရမရှိဘူးမြောက်ရက်ပြန်ကြည့်တယ်မရအောင်ဒီစင်သေးကောင်ဒီပဲပြန်လာတယ်ဟာဒီရောရက်မရတော့ခါအရှိပြန်ကြည့်တယ်အရှိမှလည်းသူနားတယ်မတွေ့ဘူးအဲ့လိုသူအသေးစိတ်ဟောတာအနောက်ရက်ပြန်ကြည့်တယ်ဘယ်မှာမှသူမတွေ့သူ့အတွက်ထောက်တရားမရှိဘူးအဲ့ဒါနဲ့သူဖိုးပြန်ရင်ဒီပြန်ရင်နဲ့ကြာတော့အားနေလာတဲ့အတွက်ကြောင့်သူသမုဒ္ဒရာကြီးတွေပြင်မပြုတ်ကြအဲ့ဒီပြုတ်ကြတဲ့ခါမှာအောက်ကငါးတို့လိတ်တို့မကန်းတို့ဟာဖြက်ရက်ပြီးတော့စပစ်လိုက်ကြတယ်ဟုတ်လားအဲ့တော့ဘုန်းတို့မြင်ရမှာကတစ်ချိန်ကြရင်ကိုခရီးကအဲ့ဒီသမုဒ္ဒရာတွေကိုဥတည်နေတာသမုဒ္ဒရာကြီးအတွက်ထောက်တရားမရှိဘူးအဲ့လိုပဲသေခြင်းတရားဟာဉာဏ်နေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်အတွက်ထောက်တရားမရှိဘူးစိတ်ကူးနဲ့သေကြည့်လွယ်တဲ့ကိစ္စမဟုတ်ဘူးဟုတ်လားထောက်တရားမရှိဘူးတော့ကြုံအာယုံကြုံအာစိတ်တွေနဲ့ပုံတော်သလိုသွားမဲ့လူတွေပဲများပါလေဟုတ်လားပုံတော်သလိုသွားမှာနော်အဲ့တော့မသေးခင်မှာအဖြစ်များတဲ့စိတ်နဲ့သေကနီးမှာဖြစ်ကြမှာပါပဲရေဘူးရသဘောကတော့ဟုတ်လားအဲ့ဒီဒေသနာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းပဲဘာလို့ပြပြီးတော့ပြည့်စေကဗုဒ္ဓအရှင်မြတ်ကသူ့ရဲ့တကယ်ချင်းနော်ရှင်မင်းကိုဒီအဓိပ္ပာယ်ရှိတဲ့လို့တန်ဖိုးရှိတဲ့လို့တွေကိုလုပ်ဖြစ်ဖို့တိုက်တွန်းတာကိုတွေ့ရတယ်လို့မင်းသေခြင်းကိုပြပြီးတော့ပဲတိုက်တွန်းတာတစ်ချိန်ကြရင်မင်းသမုဒ္ဒရာရောက်မှာအဲ့ဒီကြတော့မှ
ထောက်တရားမဲ့တဲ့ကြီးကန်းတကောင်လို့မင်းပြာရခတ်မနေစေနဲ့ဒါကိုပြောတာအဲ့ဒီကြတော့မှဘုရင်ကြီးကရသေးဝတ်တယ်ဟုတ်လားအဲ့တောနကဇတ်အဲ့ဒါဘုရားလောင်းဘုရင်ကြီးကိုပြည့်စေခဲ့ဖို့အရှင်မြတ်တပါးဟောခဲ့တဲ့တရားပါနော်ဒီတရားကဗုဒ္ဓဘာသာလောကမှာအလွန်ထင်ရှားပါတယ်စင်သေးကောင်မို့စီးလိုက်တဲ့ကြီးမိုက်ဆိုတာဟုတ်လားဒါကိုဘုန်းတို့မလဲစတော်ဘုရားကြီးကသူ့ရဲ့မဂ္ဂဒေဝထဲမှာအလွန်ပြောင်မြောက်တဲ့အသုံးအနှုန်းတွေနဲ့ထည့်ပြီးတော့ရေးထားရှိတယ်ကြီးနဲ့မိုက်ခေါင်စင်သေးကောင်ထက်တောင်ကိုမလှန်ကန်းတုံမတဲ့အပုတ်မဲ့၍စီးလျက်စားကလိုက်လေပါကသမုဒ္ဒရာရောက်ဆိုင်လှိုင်းဝဲရိုက်၍ရေ၌မွန်းနေငါးစာဖြစ်သူစင်စစ်မတ်ဆောင်လူတို့ပေါင်ဝင်အိမ်တောင်ဝတ်ထဲသေအောင်ဆွဲ၍အမြဲနေညသားမယားနဲ့ခံစားကာမလူထိုမျှတို့ကာကပညာကြီးပမာဟုမဟာဝိတုမြတ်တန်ဗုဒ္ဓရွှေနှုတ်လှစ်ချွေဟောခဲ့ပြီ၏ပြည့်စုံကဗုဒ္ဓရှင်မြတ်ကစောစောကအရိဏမမင်းကြီးကိုပြောတာလူတွေကလည်းဒီတိုင်းပဲနော်ဒီတိုင်းပဲသေသည်အထိဒီအိမ်မှာပဲနေသွားတာဓာတ်တဲ့တန်ဖိုးရှိတဲ့လို့ဓာတ်တဲ့မုံမြတ်တဲ့ချမ်းသာကိုရှာဖွေရကောင်းမှမသိကြဘူးအဲ့ဒါလို့သေသည်အထိအိမ်မှာပဲနေပြီးသေသွားတဲ့လူတွေဟာကြီးပညာလောက်ပဲရှိတဲ့လူလို့ဖះဆရှိတဲ့သူတော်ကောင်းတွေကဟောတယ်ကြီးအုံနောက်လောက်ပဲရှိတယ်လို့ပြောတာဘယ်လိုကြီးတုံးဆိုတော့ရှင်သေးကောင်းပေါ်မှာလိုက်သွားတဲ့ကြီးပေါ့အလွန်တူရလို့ပြောလို့ရတယ်နော်အဲ့ဒါကိုရေးတာကာကပညာကြီးပမာဟုမဟာဝိတုမြတ်တန်ဗုဒ္ဓရွှေနှုတ်လစ်ချွေမင်းခဲ့ပြီနော်သူရေးတဲ့စကားလုံးကတော့အလွန်ပြောင်မြောက်ပါတယ်ကြီးနဲ့မိုက်ခေါင်စင်သေးကောင်ထက်တောင်ကိုမလှန်ကန်းတုံမတဲ့အပုတ်မဲ့၍နော်ဘာမဲ့လို့လိုက်သွားတော့အပုတ်မဲ့လို့လိုက်သွားတလုံးချင်းဒီကိုခန်းစားကြည့်တော့ကျိုးကတရားဟောရင်ရှည်တော့မှာဟုတ်လား17နာရီကထိုးတော့နော်တောင်ကိုမလှန်ကန်းတုံမတဲ့အပုတ်မဲ့၍စီးလျက်စားကလိုက်လေပါကသမုဒ္ဒရာရောက်ဆိုင်လှိုင်းဝဲရိုက်၍ရေနိုင်မွန်းနေငါးသာဖြစ်သူစင်တဲ့မှတ်ဆောင်လူတို့ဘောင်ဝဲအိမ်တောင်ဝတ်ထဲသေအောင်ဆွဲ၍ရွတ်ရတာသူအရသာအလွန်ရှိတယ်သူကလေးတဲ့အတန်ဂရုတန်ခေါ်တာပေါ့နော်အဲ့ဒီအတန်ဟိုပါသူကဆရာတော်ကြီးကကျွမ်းကျင်တဲ့အတွက်ကြောင့်စကလုံးရဲ့အဓိပ္ပာယ်ကလည်းပြင်းတယ်အတန်ရဲ့နော်ဆိုရတဲ့အနေအထားလေးကလည်းပြင်းတယ်အိမ်တောင်ဝတ်ထဲသေအောင်ဆွဲ၍ဘယ်ထိဆွဲသွားသေထိဆွဲအဲ့လိုအိမ်တောင်ဝတ်ထဲသေအောင်ဆွဲတဲ့လူကိုဖះဆရှိတဲ့သူတော်ဘာကြီးတွေကဒီလူတွေရဲ့ဉာဏ်ကကြီးအုံနောက်ကြီးဉာဏ်လောက်ပဲရှိတာကာကပညာနော်ကာကပညာဆိုတဲ့အသုံးတော့ကာကဆိုတာကြီးနော်ကြီးရဲ့အသိဉာဏ်လောက်ပဲရှိတာလို့ပြောတာတဲ့နော်အဲ့ဒီဒေသနာမှာကြည့်လိုက်မယ်ဆိုရင်လည်းဘာကိုထောက်ပြပြီးတော့ကောင်းတာကိုလုပ်ဖို့တိုက်တွန်းတာတော့သေခြင်းကိုထောက်ပြီးတော့ပဲပြတာနော်ကိုဉာဏ်ကကိုယ်ကိုဆုံးမနိုင်တဲ့ဒီနေ့မှဘုံဘုံတို့စိတ်ဟာရှင်ကျေးကြမှာဟုတ်လားအဲ့တော့ကိုယ့်ရဲ့စိတ်ကိုဆုံးမနိုင်တဲ့ဉာဏ်ဟာနော်ထိထိရောက်ရောက်ဘယ်ဉာဏ်လဲလို့မင်းအဲ့ဒီသေခြင်းကိုသာဖိပြီးတော့စဉ်းစားကိုယ်စိတ်ကိုဆုံးမနိုင်တဲ့ဉာဏ်ကိုကိုယ့်ကိုရအောင်လှုပ်လိုက်တယ်လို့ဖြစ်သွားမှာဒါကိုဘုံဘုံကသဘောပေါက်စေခြင်းလားဟုတ်လား35မိနစ်ရှိသွားပြီနော်တရားဟောတာအဲ့တော့ဘုံတို့တော်ကြတော့မှလည်းတူနော်အဲ့တော့လိပ်ပလေးတော့လဲသွားပါပြီဟုတ်လားဟောမှာအရေးကြီးဆုံးကဘာတော့လို့မင်းအကုသိုလ်မဖြစ်ဖို့နဲ့ကုသိုလ်ဖြစ်ဖို့ဒါအရေးကြီးဆုံးပဲဒါလုပ်ရမယ်သို့သောစိတ်ရဲ့သဘောကဘယ်လိုရှိတာတော့အဲ့ဒီအကုသိုလ်မလုပ်ဖြစ်ဖို့ဆိုတာဟိုမှာကျွတ်တို့ကပြောနေတယ်ကဲဘယ်လိုလုပ်မလို့လုပ်ရမယ်ဆိုတဲ့ကုသိုလ်ကြတော့ဘုံဘုံတို့ကအေးစီသေးနှင်းနှင်းကွေးကွေးဖြစ်နေတယ်စိတ်ရဲ့သဘာဝတကယ်ဖြစ်တဲ့နာနဲ့စိတ်ရဲ့သဘာဝနဲ့ဘာဖြစ်နေတော့စัจကျင်တယ်အဲ့တော့ဘုံတို့ရဲ့စိတ်ကိုဘုံတို့မဆုံးမနိုင်ဘူးဆိုလို့ကတော့ဘာမှကိုဘုံဘုံတို့ဟာအကောင်းတာရှောင်တဲ့ကိစ္စကောင်းတာဆောင်တဲ့ကိစ္စကိုထိရောက်အောင်လုပ်နိုင်မှာမဟုတ်ဟုတ်လားမိမိရောရောနေတဲ့အနေအထားမျိုးနဲ့ပဲအချိန်ကုန်ကြမှာနော်မိမိလျော့နေတဲ့အနေအထားအလွန်နည်းမယ်ပေါ့အဲ့ဒီအနေအထားမျိုးဖြစ်အောင်စိတ်ကိုဘုံဘုံတို့ခက်ဆက်ဆက်ကလေးရိုက်ပြီးတော့ဆုံးမနိုင်မယ်ဆရာတယောက်တော့လိုနေပြီလို့ဒါကိုပြောခြင်းတယ်နော်စိတ်ကိုခက်ဆက်ဆက်ကလေးရိုက်ပြီးတော့ဆုံးမနိုင်မယ်ဆရာနော်တတ္တဝါတိုင်းကိုယ်စိတ်ကိုဆုံးမမယ်ကိုယ်ဉာဏ်ရှိဖို့ပါတော့လိုတယ်သူများလာဆုံးမလို့မရပါဘူးဟုတ်လားဒါကြောင့်ကိုယ်စိတ်ကိုဆုံးမနိုင်တဲ့ဉာဏ်ကိုဘုံဘုံတို့နော်ဘလို့ပေါ်ထွက်လာအောင်ဘုံတို့ကြိုးစားကြမှာတော့သေခြင်းကိုပဲအဲ့ဒီစိတ်နဲ့တွေ့ပေးနေနော်တရက်ကိုဘယ်နှခါလောက်အမှတ်ရသေခြင်းကိုခဏတိုင်းစဉ်းစားပေါ်လာလိမ့်မယ်ဉာဏ်မင်းဒီလိုနေတာမကောင်းဘူးမင်းဒီလိုလေးတော့နေမှဖြစ်မှာအဲ့ဒီပညာကိုရဖို့တော့ဘုံတို့ဘာလို့အောင်လို့သေခြင်းကိုစိတ်နဲ့ပဲတွေ့ပြီးဒါလေးကိုပြောနေတာပါမများဘူးနော်တရားဟုတ်လားစိတ်နဲ့သေခြင်းတရားကိုတွေ့ပြီးဉာဏ်ပညာပေါ်လာလိမ့်မယ်အဲ့ဒီဉာဏ်ပညာကပဲဒီစိတ်ကိုအကောင်းဆုံးဖြစ်အောင်ဆုံးမသွားလိမ့်မယ်
လို့ဆုံးမမှာတော့မကောင်းတာမလုံးနဲ့မိမိရောပေါ်ဆဆမနေနဲ့ကောင်းတာလို့သတိနဲ့နေနော်အလေးနဲ့ဆုံးအဆင့်ထိရအောင်ဘယ်သူကပို့မှာတော့အဲ့ဒီညာပဲပို့မှာနော်အဲ့ဒီညာရဖို့အတွက်ဘုန်းဘုန်းတို့ကသိချင်းတရားနဲ့နော်စိတ်နဲ့မကြာခဏတွေ့ပေးဖို့လိုအပ်တယ်ဒါလေးကိုပြောတာဒါကြောင့်မရဏနုဒ္ဓတိဘာဝနာကိုပွားများပြီးတော့နော်ဖြစ်ပေါ်လာတဲ့ဉာဏ်ပညာရဲ့အစွမ်းကြောင့်ဘုန်းဘုန်းတို့တွေဟာကုသိုလ်ကောင်းမှုတွေမှာတကယ်ကိုပဲစွမ်းအားရှိရှိမမေ့မလျော့ပြုလုပ်နိုင်ကြတဲ့ပုံကိုယ်တွေဖြစ်ကြမယ်ပေါ့အဲ့လိုဖြစ်နိုင်ကြပါစေလို့ဘုန်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ကြိုးပမ်းအထောက်ကြတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဉ္ဇဉ်ဘုညမျက်နှိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုဝရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း